ပါတယ်။ဘုံတော်ကြီးကအဖြူရောင်အဝတ်ကိုထောင်ပြပြီးအရှုံးပေးလိုက်တာကြောင့်ဂျွန်ကသူ့အသက်ကိုချမ်းသာပေးလိုက်ပါတယ်။ဘုံတော်ကြီးဟာရေပိုးပေးရမယ်ဆိုတာကိုမသိတာကြောင့်ရေတွင်းနားမှာဒူးထောက်ပြီးဝေါ်လင်းလင်းတောက်ဖို့ပြင်ပါတယ်။ဒါပေမဲ့ဂျွန်ကရုတ်တရက်သူ့ရဲ့ rifle တနက်ကိုမြှောက်လိုက်ပြီးတစ်ခွက်ကိုဆဲဆင်းပေးမပေးရင်တော့ဟော်ရီကျင်းထဲမှာလဲနေရမယ်လို့ချင်းချောက်ပါတော့တယ်။ဘုံတော်ကြီးဟာလည်းရေအတွက်ပတ်စံမပေးချင်တာကြောင့်ဂျွန်ကိုဒီလိုမကောင်းတဲ့လမ်းစဉ်တွေကိုစွန့်လွတ်ဖို့ဆုံးမပါတယ်။ဒါပေမဲ့ဂျွန်ကတော့နားမထောင်ပါဘူး။ဂျွန်ကတကယ်ပြစ်တော့မဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့ဘုံတော်ကြီးဟာမတက်တာပဲဆဲဆင်းထုတ်ပေးလိုက်ရပါတယ်။ဒီလိုနဲ့ဂျွန်ဟာကန်နာရထဲမှာသူ့ရဲ့ပထမဆုံးဝင်ငွေကိုရှာနိုင်ခဲ့တာပေါ့။ဘုံတော်ကြီးကတော့ရေကိုဝအောင်တောက်ပြီးတဲ့နောက်မှာဒီရေတွင်းဟာပတ်စံရှာတဲ့လှည့်ကွက်တစ်ခုဆိုတာကိုရိပ်မိသွားပါတယ်။သူကဒီရေတွင်းကိုအပြီးပိုင်ဝယ်ဖို့ဒါမှမဟုတ်ရင်တော့ဂျွန်ရဲ့တရားမဝင်လုပ်ရက်ကိုမျိုးကလူတွေကိုတိုင်တန်းဖို့ချက်ချင်းစီစဉ်ပါတော့တယ်။ဒါကိုကြားလိုက်ရတဲ့ဂျွန်ဟာဒေါသကြောင့်တွားကျိတ်ပြီးဘုံတော်ကြီးစီကိုတနက်နဲ့အချက်ပေါင်းများစွာပြစ်လိုက်ပေမဲ့မထိခဲ့ပါဘူး။အဲ့ဒီအစားဂျွန်ဟာသူ့ကိုအကြီးအကျယ်ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူဟာအရေးကြီးတဲ့အချက်တစ်ခုကိုရုတ်တရက်သတိရသွားလို့ပါ။ဂျွန်ဟာမြေဝယ်ဖို့အတွက်မြို့ထဲကိုသွားခဲ့ပါတယ်။မြေယာစီမံခန့်ခွဲရေးဌာနကဒီကန်နာရဟာဖိုးမတန်ဘူးလို့ယူဆထားတာကြောင့်မစ္စတူရန်မိုင်ကို$2ခွဲရဲနဲ့အပြတ်သက်ရောင်းချပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျွန်ကဘာမှတတိမထားမိသေးပေမဲ့ဒီလုပ်ရက်ဟာသူ့ကိုအောင်မြင်မှုရဲ့အထွတ်ထိပ်ကိုရောက်စေမဲ့အလှည့်ပြောင်းဖြစ်လာခဲ့ပါတယ်။မြေပိုင်ဆိုင်မှုစာချုပ်ကိုရရှိပြီးတဲ့နောက်ဂျွန်ဟာချင်းငွေရဖို့ဘဏ်ကိုသွားခဲ့ပါတယ်။သူ့ရဲ့လုပ်ငန်းစတင်ဖို့အတွက်အရင်းအနှီးလိုအပ်နေလို့ပါဘဏ်မန်နေဂျာကတော့ဂျွန်ရဲ့ကန်နာရဖွံ့ဖြိုးရေးအစီအစဉ်ကိုယူသွမှုတစ်ခုလို့သတ်မှတ်ပြီးဒီလိုမြေယာကနေဘယ်တော့မှအမျက်မထွက်နိုင်ဘူးလို့